ဒီနေ့ခေတ်လူငယ်တွေကိုဘွားကိုစီမံခန့်ခွဲနိုင်အောင်ကြိုးစားကြပါဒီနေ့ခေတ်မှာကျွန်တော်လူငယ်တွေရဲ့ချမ်းမှာအမြင်ဟာတောက်လုံနေကြစကားလေးတစ်ခွန်းရှိတယ်ဘဝကမေးဝစီစဉ်တာမဟုတ်ဘူးတဲ့ဟုတ်ပါတယ်ဘဝဟာမိုးနဲ့မေးရလို့ကြစီစဉ်ပေးထားတာမဟုတ်ပါဒါကြောင့်မို့ဘလို့ခက်ခဲတွေနဲ့ပဲကြုံဘလို့တားစီတွေပဲလာကိုသွားခြင်းနေတဲ့ပန်းတိုင်းကိုမရောက်ရောက်သွားမယ်ဆိုတဲ့စိတ်နဲ့ခီးဆက်ကြရမှာကိုရွယ်တစ်ခုရလာတဲ့ခါလောကရန်ကပေးတဲ့ဒုက္ခနဲ့နင်လားငါလားမျက်နှာချွတ်ရင်ဆိုင်ရှင်ဖိုက်နိုင်ဖို့ဆိုတာကိုကအမြဲစူးစမ်းနေမှရမှာပါကိုမိဘတွေကကိုဘွားတစ်လျှောက်လုံးကိုလိုက်ပြီးစီမံခန့်ခွဲမပေးနိုင်ပါဘူးဒါကြောင့်မို့ကိုငယ်ရဲ့နှုတ်ပြစင်မှာကလေးဟာကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့ရည်ကျင့်ပြင်ဆင်ထားပါလိမ့်မယ်ဘဝမှာယုံကြည်ချက်တစ်ခုကိုကိုယ်တိုင်စီမံခန့်ခွဲပြီးရှင်သန်ရည်တည်ရတာတော့ရတာရှိတာမရှိပါဘူးဒါကြောင့်မို့လူငယ်တွေကိုဘွားကိုစီမံခန့်ခွဲနိုင်အောင်ကြိုးစားအထောက်ကြပါလင်းအောင်ကျွန်တော်တော့ကောင်းမယ်